ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးကင်းလေးဖြစ်ကြပါစေဗျာနော်မင်္ဂလာရှိသောနေ့လေးပါကဲတော့ကျွန်တော်တို့ထုံးစံတိုင်းပဲပေါ့နော်အခုဗီဒီယိုဖိုင်လေးကတော့ဒါကျွန်တော်တို့ညနေ4 နာရီခွဲစီမှာထပ်မံပြီးတော့စော်ကစားမယ့်ကဏ္ဍလေးတွေကိုကိုမိုက်အတွက်လာရောက်ပြီးတော့ကျွန်တော်တို့မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ကြည့်ရှုအားပေးနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေကိုမတွေကကျွန်တော်တို့ဗီဒီယိုလေးကိုရေးကြည့်တာတို့ကြော်ကြည့်တာမလုပ်ဘဲနဲ့အစားဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်နော်ကျွန်တော်ဘာကြောင့်လဲဆိုတော့အခုဗီဒီယိုဖိုင်လေးကကိုမိုက်အားလုံးအတွက်အကျိုးမြတ်ရစေရမယ့်ဗီဒီယိုလေးဖြစ်တယ်နော်နောက်ပြီးတော့ဒီဗီဒီယိုဖိုင်လေးတွေအရင်ကိုမတွေဗာလေးတွေပြန်ပြီးတော့ရရှိသွားမလဲဆိုရင်ကျွန်တော်တို့ညနေ4 နာရီခွဲစီမှာစော်ကစားမဲ့ကျွန်တော်လုံးမိုင်ပတ်သီးလေးတွေရှိမယ်နောက်ပြီးတော့ main အော့ကွက်ကလေးတွေတစ်ကွက်ကောင်းလေးတွေနော်အတူ main လေးတွေကတော့ဘယ်လိုမျိုးလေးထိုးရမယ်ဒါလေးတွေကိုမတွေနော်ဗာလေးတွေကစားရမလဲနော်ဘယ်အရာလေးတွေကတင့်တော်တယ်ဆိုတဲ့အရာလေးတွေကိုမတွေအတွက်ပြန်လဲပြီးတော့အလကားမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမတွေဘက်ကနေအစာဆုံးလေးစိတ်ရှည်တီးခံပြီးတော့နားထောင်ပေးစေချင်ပါတယ်နော်ကဲတော့ကျွန်တော်ဒီနေ့တနင်္လာနေ့မနက်ဈေးမှာကတော့86ဆိုပြီးညီကိုကနန်းလေးဆင်းသွားပါတယ်အဲ့တော့ကျွန်တော်86လို့ထွက်သွားခြင်းကြောင့်မလို့ကိုမတွေဗာလေးတွေရရှိသွားလဲဆိုရင်ကျွန်တော်တို့ဒါဒီနေ့နေတိုက်သမားလေးဆိုရင်ဝမ်းချင်းမိသွားတယ်เนาะအကွက်ကတော့ကျွန်တော်မမိလိုက်ဘူးအကွက်ကမမိဘူးဆိုတော့ကျွန်တော်ညအကွက်ကိုချုပ်မိထည့်ထားတာเนาะအဲကျွန်တော်89ခွန်နဲ့ညီကိုဆိုရင်88လို့ပါမယ်68ဝမ်းချင်းပေါ့เนาะအဲ့တော့လုံးဝပတ်သီးသမားလေးတွေရကြလိမ့်မယ်နောက်ပြီးတော့ကျွန်တော်ဒီဘက်အဖွဲ့ဝင်ဇာတို့သမားလေးတွေเนาะကျွန်တော်2ရက်ထဲဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะ2ရက်ထဲဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အစောဆုံးထွက်နိုင်တဲ့ကဏ္ဍလေးเนาะရွေးပြီးချပေးထားတယ်ဇာတို့မွေး6ပတ်သီးเนาะဒါစောစောစီးစီးအဆင်ပြေသွားတယ်เนาะ2ရက်ထဲဖွင့်တာကြောင့်မလို့လေကိုမတွေကိုကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးထားတယ်အဲ့တော့ကျွန်တော်ဒီ2ရက်ထဲဖွင့်တဲ့ရက်ကလေးမှာဒါဒီဘက်ကလုံးဝကန်ကောင်းတယ်လုံးဝအဆင်ပြေတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဇာတို့လိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရက်ပြေလည်းမဖွင့်ဘူးเนาะဒါပေမဲ့ကိုရီရဲ့ဇာတို့မွေးပတ်သီးကเนาะဇာတို့မွေးလုံးမိုင်ပတ်သီးကစောစောစီးစီးထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုရီအများကြီးကန်ကောင်းသွားပြီเนาะဒါကိုမတွေရတဲ့လောက်လဲရကြမှာပါเนาะကဲအဲ့တော့ဘာပြောဒီဘက်ကတော့အစောကြီးဆိုရင်လည်း2ရက်တည်းဖွင့်တာထွက်ကြောင်းမလို့အားလုံးပဲကိုမတွေကျင်းနေကြမယ်လို့ထင်ပါတယ်အဲ့တော့အဖွဲ့ဝင်ဇာတို့သမားလေးတွေကလည်းကျွန်တော်ပေးထားတဲ့မွေးကွက်ကလေးတွေကိုအခုဒီကြံ3ဈေးပေါ့နော်3ဈေးကြံသေးတယ်နော်ကျွန်တော်2ရက်ကို4ဈေးနော်4ဈေးမှာအခု1ဈေးထွက်သွားပြီဆိုတော့ကြံတဲ့3ဈေးမှာခပ်ပပလေးပဲဆော့ထားတော့မယ်အများကြီးမဆော့နဲ့တော့နော်ကျွန်တော်ဘာကြောင့်လဲဆိုတော့ကိုမတွေကိုကျွန်တော်မနေ့ကလည်းပြောခဲ့တယ်နော်မနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ဘာကြောင့်လဲဆိုတော့2ရက်တည်းဖွင့်တာဖြစ်တဲ့အတွက်ကြောင့်လို့အရင်ကြီးလောဘမကြီးပဲနဲ့ထိန်းထိန်းသိမ်းသိမ်းကစားမယ်လို့ကျွန်တော်ပြောခဲ့တယ်เนาะအဲ့တော့ကျွန်တော်ဒီမနက်မှာအဖွဲ့ဝင်ဇာတို့သမားလေးတွေဇာတို့မွေးရွှေပတ်သီးရာစောစောစီးစီးအောင်မြင်သွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုရီကြံ3ဈေးမှာခပ်ပပလေးမွေးကွက်ကလေးတွေကိုစော့မယ်เนาะမွေးကွက်ကြံတဲ့မွေးကွက်ကလေးတွေကိုခပ်ပပစော့မယ်အများကြီးမထိုးနဲ့တော့เนาะကိုမြတ်တင်တဲ့လောက်မြတ်သွားပြီဆိုတော့ရတဲ့လောက်ရသွားပြီဆိုတော့အများကြီးမစော့နေတော့ဘာကြောင့်လဲเนาะကျွန်တော်ဘာကြောင့်အခုလိုမျိုးထိန်းပြီးစော့ခိုင်းလဲဆိုရင်နော်ဒီကြံ3ဈေးပဲကစားရတော့မှာကိုရီးယားနော်ဒီဘက်က2ရက်ပဲဖွင့်တယ်2ရက်ပဲဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒိန်းသိန်းလေးကစားဖို့ဒါကကျွန်တော်ကအကြံပြုတာနော်ကိုမတွေစေတနာနဲ့ပါနော်အဲ့တော့နေတိုက်သမားလေးတွေကကျွန်တော်ဒီနေ့မှာဒါဝမ်းချင်းလေးမိသွားတယ်ပေါ့နော်ညက168ကီကိုမှကျွန်တော်68ဝမ်းချင်းဆိုပြီးရွေးထုတ်ပေးခဲ့တယ်နော်ကျွန်တော်68ဝမ်းချင်းဆိုရွေးထုတ်ပေးခဲ့တယ်ဒါအကွက်ကတော့မမိလိုက်ဘူးပေါ့နော်အကွက်တော့မမိလိုက်ဘူးဒါပေမဲ့ကိုမတွေဒါဝမ်းချင်းလေးတော့မိသွားတယ်ပတ်သီးသမားလေးတော့ရကြမှာပါနော်အဲ့တော့ကျွန်တော်ဒီညနေ4 နာရီခွဲစီမှာလဲကိုမတွေအတွက်ကိုအကောင်းဆုံးထပ်မံပြီးတော့ကြိုးစားပေးထားပါတယ်နော်ကျွန်တော်မနက်ဈေးမှာကျွန်တော်တနင်္လာနေ့မနက်ဈေးမှာစောစောစီးစီးကျွန်တော်တို့ညီကိုဆင်းသွားတယ်နော်ညီကိုဆင်းသွားတယ်ကျွန်တော်မနေ့ကညကလည်းပြောခဲ့တယ်ကိုမတွေနော်မနေ့ကညကလည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်အပူးကြိုက်နေတယ်နော်အဲ့တော့ညနေဈေးမှာအပူးလေးတွေပြန်ထိုးထားပါနော်ကျွန်တော်ညပေးထားတဲ့အပူး2ကွက်ရှိရနော်ကိုမတွေကျွန်တော်ညပေးထားတဲ့အပူး2ကွက်ကိုညနေဈေးပြန်ပြီးတော့ထဲဆော့ပြအောင်ဆော့ပါနော်ညနေဈေးမှာပြန်ထဲဆော့ပြအောင်ဆော့ပါနော်ဒီညနေဈေးလဲကျွန်တော်အပူးလေးတွေထပ်ကြိုက်ပါတယ်နော်အပူးကြိုက်တယ်ညီကိုကြိုက်တယ်နက်ခတ်ကြိုက်တယ်အဲ့3မျိုးပေါ့နော်အပူးညီကိုနက်ခတ်နော်ညီကိုလည်းပြန်ကြိုက်တယ်ပေါ့နော်အပူးညီကိုနက်ခတ်အဲ့ဒီ3မျိုးတဲကတစ်ခုဆင်းလာနိုင်တယ်လို့ကျွန်တော်ထင်တယ်နော်ဒီညနေဈေးမှာအပူးနဲ့နက်ခတ်ပို့ပြီးတော့အားတန်တယ်ပေါ့နော်အပူးညီကိုနက်ခတ်မှာအပူးနဲ့နက်ခတ်ကိုတော့ကျွန်တော်ပို့ပြီးတော့အားတန်တယ်နော်ကိုမကြီးကတော့ကျွန်တော်နဲ့အကြိုက်တူမတူတော့မသိဘူးပေါ့နော်ဒါကျွန်တော်ကြိုက်တဲ့အရာလေးတွေပြောပြပေးတာပါကဲအဲ့တော့ကျွန်တော်ညနေ4 နာရီခွဲစီမှာအကောင်းဆုံးကိုမကြီးအတွက်အကောင်းဆုံးစူးစမ်းပေးထားတယ်เนาะအကောင်းဆုံးဖြစ်မယ်လို့လည်းယုံကြည်ပါတယ်ကဲအဲ့တော့ကိုတက်ကိုအမှန်တကယ်ယုံကြည်အားပေးပါတယ်ဆိုတဲ့ကိုမကြီး comment မှာ okay လေးမှတ်ပါမယ်เนาะစာလေးတယောက်တစ်ကြောင်းစီဝင်ရေးသွားမယ်
ကဲအားလုံးပဲကျွန်တော်လုပ်ငန်းလေးစမယ်ကိုမတွေနော်ကဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအခုဝင်ရောက်ကြည့်ရှုအားပေးနေကြတဲ့မှာကျွန်တော်ရဲ့မိတ်ဆွေကိုမတွေအားလုံးပဲတယောက်မကြံပါတော့ကျွန်တော်ညနေ4 နာရီခွဲစီမှလည်းကိုထက်နဲ့အတူတူအားလုံးပဲထပ်မံပြီးတော့အောင်ပွဲလေးတွေခံနိုင်ကြပါစေလို့ကျွန်တော်အရင်ဆုံးဆုမကောင်းတောင်းပေးပါတယ်ဗျာနော်ကဲတော့ဒီနေရာမှာတခုပြောစရာရှိတာကတော့ကျွန်တော်တို့ကိုမတွေနော်အရင်ကြီးတော့လောဘမကြီးကြနဲ့နော်အရင်ကြီးတော့လောဘမကြီးကြနဲ့နော်အရင်ကြီးတော့လောဘမကြီးကြနဲ့နော်ကျွန်တော်တို့ဒီဘက်မှာလည်းကျွန်တော်ကဏ္ဍထုတ်တာလေးတွေကလည်းပုံစံချင်းထားတဲ့ကိုမတွေနော်ကျွန်တော်အကွက်ကလေးတွေပေါ့နော်အကွက်ကလေးတွေကိုချုပ်ပြီးတော့ထုတ်ထားတယ်ပေါ့နော်ကျွန်တော်အတက်နိုင်ဆုံးပေါ့နော်အကွက်နဲသေးနဲရအောင်လို့ပေါ့နော်နဲတဲ့ပို့ပြီးနဲရအောင်အကွက်ကိုချုပ်ပြီးထုတ်တာဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘက်က2ရက်ပဲဖွင့်တာမဟုတ်လို့နော်ကျွန်တော်ပေါက်ရင်လည်းထိမိပေါက်ရအောင်လို့မပေါက်လဲကျွန်တော်အကွက်နည်းနည်းပဲထိုးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါထိုးအားပို့ပြီးရှိအောင်လို့ကျွန်တော်ကိုမတွေကိုဒါအကွက်ကိုချုပ်ပြီးထုတ်ပြရတယ်အဲ့တော့ကျွန်တော် main ရော4ကွက်အရန်4ကွက်เนาะဒါပဲ main ရော4ကွက်ရဲ့ domain 4ကွက် break ကဒါပဲเนาะကဲတော့ကျွန်တော်ညနေ4 နာရီခွဲစီမှာကိုမတွေအားလုံးပဲစော်ကစားမယ်ရွှေကီး3လုံးထပ်ပြီးတော့ပြောပြပါမယ်မနက်စီကရွှေကီး3လုံးကဆွဲသွားပြီเนาะရွှေကီး3လုံးဆွဲသွားပြီကျွန်တော်တို့เนาะပြောမယ်ဆိုရင်ခွေတောင်ခွေဝါနိုင်တာတပွင့်နဲ့ကြိုက်ပြီးခံလိုက်ရတယ်ပေါ့เนาะတပွင့်နဲ့ကြိုက်ကျွန်တော်68တို့ပါလို့ဆိုပူမိုက်ပါเนาะကိုကဟို86တို့ပါလို့ဆိုတော့ပူမိုက်တာကို86ပြောရတယ်ပေါ့เนาะကဲတော့ညနေစီမှာကျွန်တော်345ကီးကိုရွေးပေးထားပါတယ်ညနေစီမှာရွှေကီး3လုံးအနေနဲ့345ကီးပါเนาะအဲ့တော့ကျွန်တော်ဒီ345ကီးကိုအခွေမဖြစ်မနေထည့်ကစားပါအခွေအပူးမဖြစ်မနေထည့်ကစားပါเนาะ345ကီးကိုကျွန်တော်အတန်းနဲ့မှားတယ်เนาะဒီ345ကီးကိုခွေဖို့ရအပူးထည့်ထိုးဖို့ရလုံးဝမမေ့ပါနဲ့เนาะဒီ345ကီးကိုအခွေထိုးဖို့ရအပူးထိုးဖို့ရလုံးဝမမေ့ပါနဲ့မဖြစ်မနေထည့်ကစားပါ345ကီးကိုအခွေအပူးမဖြစ်မနေထည့်စော့ပါเนาะ345ကီးအခွေအပူးမဖြစ်မနေထည့်ကစားပါเนาะ345ကီးကိုအခွေအပူးမဖြစ်မနေထည့်ကစားပါเนาะကဲတော့ကျွန်တော်ဒီ345ကီးထဲမှာ1ချင်းအနေနဲ့ရွေးထုတ်ပေးပါဆိုရင်တော့ကျွန်တော်45 1ချင်းကိုပို့ပြီးကြိုက်ပါတယ်เนาะ345ကီးထဲမှာ1ချင်းအနေနဲ့ရွေးထုတ်ပေးပါဆိုရင်တော့ကိုမတွေเนาะကျွန်တော်45 1ချင်းကိုကြိုက်ပါတယ်เนาะ1ချင်းအနေနဲ့45 1ချင်းကိုကျွန်တော်ကြိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီ345ကီးရဲ့ကျွန်တော် main ရော4ကွက်အရင်ဆုံးပြောပေးပါမယ်เนาะmain ရော4ကွက်အနေနဲ့က345ကီးထဲမှာ main ရော4ကွက်အနေနဲ့က38ရယ်48ရယ်58ရယ်เนาะပြန်ပြောပြမယ်เนาะ345ကီးထဲမှာ main ရော4ကွက်เนาะ main ရော4ကွက်အနေနဲ့က38 48 58နောက်ပြီးတော့40နဲ့မှ2ဆိုတဲ့ကဏ္ဍเนาะပြန်ပြောပြမယ်เนาะ345ကီးထဲမှာအဓိကเนาะပထမ main ရော4ကွက်အနေနဲ့เนาะပထမ main ရော4ကွက်အနေနဲ့က38ရယ်48ရယ်58ရယ်40နဲ့မှ2เนาะပြန်ပြောပြမယ်เนาะနောက်တစ်ခါ345ကီးထဲမှာပထမ main ရော4ကွက်အနေနဲ့က38ရယ်เนาะနောက်ပြီးတော့48ရယ်เนาะနောက်ပြီးတော့58ရယ်နောက်ပြီးတော့42ရယ်ပါเนาะဒါကပထမ main ရော4ကွက်ပါเนาะကဲတော့ကျွန်တော် domain 4ကွက်ပြောမယ်เนาะ domain 4ကွက်အနေနဲ့ကတော့36ရယ်เนาะ46ရယ်ကျွန်တော်တို့56ရယ်51ရယ်ပါเนาะပြန်ပြောပြမယ်เนาะ36ရယ်เนาะ46ရယ်56ရယ်51ရယ်ပါเนาะဒါကကျွန်တော် domain 4ကွက်ပါเนาะနောက်တစ်ခေါက်ပြန်ပြောပြမယ်เนาะ36ရယ်เนาะ46ရယ်เนาะနောက်ပြီးတော့56ရယ်နောက်တစ်ခွက်က51ရယ်ပါเนาะဒါကတော့ကျွန်တော် domain 4ကွက်ပါကဲတော့ဗရိတ်သမားလေးအတွက်ဗရိတ်တစ်ချက်ပြောမယ်ဗျเนาะကျွန်တော်ဒီညနေစီမှာဗရိတ်သမားလေးအတွက်ဗရိတ်အနေနဲ့ကတော့ကျွန်တော်69ဗရိတ်ကိုရွေးပေးထားပါတယ်เนาะဗရိတ်သမားလေးအတွက်ဗရိတ်အနေနဲ့ကတော့69ဗရိတ်ပါเนาะပြန်ပြောမယ်เนาะဗရိတ်သမားလေးအတွက်ဗရိတ်အနေနဲ့က69ဗရိတ်ပါကိုမလေးเนาะ69ဗရိတ်ပါကဲတော့ကျွန်တော်တို့ဒီညနေစီမှာအပူးသမားတွေကတော့เนาะအပူးသမားတွေရောအပူးလေးတွေမဖြစ်မနေထည့်ကစားပါအပူးကြိုက်နေတဲ့သူတွေပေါ့เนาะကျွန်တော်ဒီညနေစီမှာကျွန်တော်အကြိုက်ကိုပြောပါဆိုရင်အပူးထဲမှာဆိုရင်33 44 55မနက်ကပေးထားတဲ့88ရယ်66ရယ်เนาะအဲ့ဒီ5ကွက်ပေါ့เนาะအဲ့ဒီကကြိုက်တဲ့အကွက်ကိုတင်ထိုးเนาะเนาะပြန်ပြောမယ်เนาะကျွန်တော်အပူးထဲမှာဆိုရင်ကျွန်တော်မနက်ကပေးထားမနက်တည်းကပေးထားတယ်ပေါ့နော်ဒီတနေကုန်စာအတွက်ဆိုပြီးပေးထားတယ်အပူး2ကွက်66နဲ့88เนาะနောက်ပြီးတော့ဒီညနေကြီးမှာထပ်တိုးပြောရမယ်ဆိုရင်33 44 55ပေါ့နော်အဲ့ဒီ5ကွက်ထဲမှာကျွန်တော်အကောင်းဆုံးကဏ္ဍပြောရမယ်အကောင်းဆုံးအပူးကိုပြောရမယ်ဆို33နဲ့88เนาะဗရိတ်နဲ့ကိုက်ညီတဲ့33နဲ့88အကြိုက်ဆုံး2ကွက်ရှိတယ်33နဲ့88เนาะအပူးထဲမှာเนาะအပူးထဲမှာဒီညနေကြီးမှာ33ရယ်44ရယ်55ရယ်6688เนาะအဲ့ဒါမှအကြိုက်ဆုံးပိုတင်စောတဲ့2ကွက်က33နဲ့88ပါเนาะ
ကဲအားလုံးကျေးဇူးတင်ပါတယ်ကိုမတွေအားလုံးပဲဒီညနေစီမှာအားလုံးပဲထိထိမိမိလေးထပ်ပြီးတော့အောင်ပွဲခံနိုင်ကြပါစေကျွန်တော်မနေ့စီကတော့ဒါနေတိုင်းသမားလေးတွေကဒါဝိုင်းချင်းလုံးမိုင်လေးနေပဲမိလိုက်ပဲပေါ့နော်ဒီညနေစီမှာကျွန်တော် main ကွက်ပါထိထိမိမိလေးပေါက်ကြပါစေ main ကွက်လေးနဲ့ထိထိမိမိရကြပါစေเนาะအခုဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့တဲမှာအဖွဲဝင်ဇာတိုးသမားလေးပါတယ်ဆိုရင်လည်းကျွန်တော်ခုနရှေ့မှာလည်းပြောခဲ့တယ်เนาะကျွန်တော်ဒီဘက်က2ရက်တည်းဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်လောဘမကြီးပဲနဲ့အခုဇာတိုးပတ်သီးစောစောစီရထားတယ်အဲ့တော့ကျွန်တော်ဒီကြံ3ဆေးကိုဒီမွေးကွက်ကလေးတွေကိုခပ်ပါပါဆော့မယ်အများကြီးတော့သိပ်တင်ပြီးမဆော့နဲ့တော့เนาะဒါပေမဲ့ကိုကြိုက်တဲ့ကဏ္ဍတစ်ကွက်တော်၎င်းနှစ်ကွက်တော်၎င်းရှိရင်တော့တင်ဆော့เนาะဒါပေမဲ့ခပ်ပါပါလေးပဲကစားပါတော့အရင်လောဘမကြီးကြနဲ့တော့เนาะဘာဖြစ်လို့ဆိုတော့ဒီဘက်က2ရက်ပဲဖွင့်နေเนาะ3ရက်ကပိတ်တယ်အဲ့ဒါအကြောင်းမလို့ပေါ့เนาะကျွန်တော်ဒါတောက်ကြနေဖွင့်တယ်လို့လည်းပြောတန်လေးကြားတယ်တဲ့ဒါပေမဲ့လည်းပိတ်ဖို့ကလည်းရာဂိုင်းလုံးများနေပါတယ်เนาะအဲ့တော့ဘာမှမသိသေးဘူးကျင်းစရာတခုကတော့ကျွန်တော်တနင်္လာနေ့က2ရက်ဖွင့်ပြီးရင်เนาะတနင်္လာနေ့က2ရက်ဆော့ပြီးကျွန်တော်တို့ဗုဒ္ဓကြာတာပြီး2ရက်ကျင်းစီနားတော့အဲ့တော့ခပ်ပါပါလေးဆော့เนาะကဲအားလုံးကျေးဇူးတင်ပါတယ်ညကြရင်เนาะညကြမှာကိုမတွေအားလုံးလည်းပြန်ဆောင်ကြပါမယ်เนาะအားလုံးပဲ拜拜ပါ